မြန်မာဘာသာဖြင့်တင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ညမှာတော့မန်ဝင်းကစစ်ဆောင်ပြည်သူ150အတွက်စေဝါအကူအညီတွေလိုအပ်နေတဲ့တင်မြန်မာနိုင်ငံကတချို့မြို့နယ်တွေမှာဖုန်းလိုင်းအင်တာနက်လိုင်းတွေပြတ်တောက်နေတဲ့အတွက်ငွေထုတ်ငွေလွှဲဖို့အခက်ကြုံတွေ့နေရတဲ့တင်တွေကိုတင်ဆက်တော့ပါမယ်ကျွန်မကရှင်းမုံပါမန်ဝင်းကြီးစစ်ဆောင်စခန်းမှာရောက်ရှိလာတဲ့စစ်ဆောင်ပြည်သူ150အတွက်စေဝါအကူအညီနဲ့စားတောက်ကုန်တွေလိုအပ်နေတယ်လို့သိရပါတယ်။မန်ဝင်းစစ်ဆောင်စခန်းမှာလူဦးရေတိုးလာတာကြောင့်နေစရာထိုင်ခင်းမလုံလောက်တဲ့အခက်အခဲလေးရှိနေပါတယ်။စစ်ဆောင်လာသူတွေထဲမှာတက်ကြီးရွယ်အိုတွေနဲ့ကလေးငယ်တွေလည်းပါဝင်တာကြောင့်အာဟာရဖြစ်စေတဲ့အစားအစာတွေလည်းလိုအပ်လျက်ရှိပါတယ်။ဇူလိုင်လ24ရက်နေ့မှာဗမော်မိုးမောက်မှာရှိတဲ့စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြားတိုက်ပွဲတွေကြောင့်ဗမော်မန်စီနဲ့မိုးမောက်ဘက်ကစစ်ဆောင်လာကြတာဖြစ်ပါတယ်။စစ်ကောင်စီတပ်ဟာတိုက်ပွဲရှိတဲ့အနီးနားဝန်းကျင်ကမြို့ရွာတွေမှာဒေသခံပြည်သူတွေရဲ့အိမ်တွေကိုမီးရှို့တာလေရင်နဲ့ပုံကျဲတာလက်နက်ကြီးပစ်တာတွေပြုလုပ်ခဲ့ပါတယ်။မြန်မာနိုင်ငံနေရာတချို့နဲ့ကချင်ပြည်နယ်မှာဖုန်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ခံထားရတဲ့အတွက်KPay WePay တွေကငွေထုတ်ငွေလဲတာတွေမလုပ်ဆောင်နိုင်တာကြောင့်အွန်လိုင်းကနေဈေးရောက်နေကြသူတွေအခက်တွေ့နေရတယ်လို့သိရပါတယ်။စစ်ကောင်စီဟာဆက်သွယ်ရေးလိုင်းတွေကိုဖြတ်တောက်ထားတာကြောင့်ပြည်သူတွေအတိကအသုံးပြုနေတဲ့ KPay WePay အကောင့်တွေအသုံးမပြုနိုင်တာကြောင့်စီးပွားရောင်းဝယ်ရေးနဲ့ငွေလွှဲငွေထုတ်တဲ့နေရာမှာအခက်ကြုံတွေ့နေရတာဖြစ်ပါတယ်။စစ်ကောင်စီတပ်ဟာ၎င်းတို့စစ်ရေးရှုံးနေတဲ့အခြေအနေမှာဖြစ်စေစစ်ရေးလှုပ်ရှားမှုရှိတဲ့နေမြေဒေသတွေမှာပါဖြစ်စေဆက်သွယ်ရေးလိုင်းတွေကိုဖြတ်တောက်လေးရှိပါတယ်။တင်ဆက်ခြင်းပြည်ဆုံးသွားပါပြီ။လိုင်ဇာ TV ရဲ့ဗမာဘာသာဖြင့်တင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုနားဆင်ခဲ့ကြတဲ့ပရိသတ်အပေါင်းကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်။